အရွယ်ရှိတော့ကပစ္စည်းဥစ္စာကိုရအောင်မရှာလိုက်ခြင်းကြောင့်အရွယ်ကောင်းနေတဲ့အချိန်မှာကုသိုလ်တရားတွေကိုချင်းတရားကောင်းမွန်မှုတွေမလုပ်ခဲ့ခြင်းကြောင့်ကိုချင်းတရားကောင်းအောင်လည်းမလုပ်ခဲ့လုပ်တဲ့လုပ်ထိုက်တဲ့ကိုချင်းတရားတွေမလုပ်ခဲ့စီးပွားဥစ္စာလည်းမစုဆောင်ခဲ့ဘူးနှစ်ဖက်စလုံးဆုံးနေတယ်သူစီးပွားဥစ္စာရှိရင်တစ်ဖက်ကတော်သေးတယ်လို့ပြောမှာခုကစီးပွားဥစ္စာလည်းမရှိဘူးကိုကျင့်တရားဘက်ကလည်းအားကိုးစရာမရှိဘူးဘယ်ဘက်ကလှဲ့ကြည့်ဘာမှမရှိတော့သူ့မှာနှစ်ဖက်စလုံးဆုံးရှုံးနေတယ်အဲ့ဒီလိုအရွယ်ရှိတုန်းကလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်လို့နှစ်ဖက်လုံးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေဟာဘယ်လိုရှိတုံးဆိုဥပမာနဲ့ပြောတာစိဏကွန်စာဝစာယန္တိခိနမစ္စည်းဝပန်းလေဂျိုးကြငှက်ကြီးတွေဆိုတာမြင်မှုကောင်းမြင်မှုပါလိမ့်မယ်နော်ဂျိုးကြဆိုတာငှက်တွေခြေရန်ရှည်ရှည်နှုတ်သီးရှည်ရှည်နဲ့ငါးရှာပြီးတော့စားကြတယ်ဖြိုင်းနေလို့ကောင်းအဲ့ဒီမှာအိုင်ကိုအမိပြုတ်ပြီးတော့ဂျိုးကြတွေဟာသက်ရှင်ကြတယ်အဲ့ဒီအိုင်ထဲကငါးရှာပြီးတော့စားကြတယ်အေးပြန်နိုင်တန်းနိုင်တော့ကဒီအိုင်မှာရေခမ်းရင်နောက်တိုင်အိုင်သွားလို့ရဒီအိုင်မှာငါးကုန်ရင်နောက်တိုင်အိုင်ရွှေ့လို့ရအဲ့တော့ဒီကြိုးကြငှက်ကြီးတွေကအိုမင်းလာပြီးတော့အတောင်တွေပဲကျွတ်လာတဲ့အခါကျတော့ဟိုအိုင်ကနေဒီအိုင်ကိုပြန်သားနိုင်ခြင်းမရှိကြတော့အတောင်တွေကျွတ်ပြီးတော့အသက်အရွယ်ကြီးလို့အိုမင်းလာတဲ့အခါလူကလည်းအကောင်ကလည်းအိုမင်းလာတယ်သူကျက်စားနေတဲ့အိုင်ထဲကလည်းငါးတွေကုန်လာတယ်မိုးခေါင်ရေရှားလို့ရေတွေခမ်းသွားပြီးတော့ငါးလည်းမရှိတော့ဘူးနော်ငါးလည်းမရှိတော့ဘူးကိုယ်ကလည်းတခြားအိုင်ကိုပြန်နိုင်ခြင်းမရှိတော့ဘူးဆိုတဲ့ဂျိုးကြံငှက်တကောင်ရဲ့အခြေအနေလို့ဖြစ်နေပြီတဲ့အိုင်ဘေးနှခမ်းမှာပဲငါးပြရမလားလို့မျှော်လင့်ချက်နဲ့အဲ့ဒီနားမှာပဲသိဆုံးအောင်မှာပဲဖြစ်တယ်တခြားလည်းမသွားနိုင်တော့အဲ့ဒါဂျိုးကြံငှက်လို့ပြောတာတော့ဒေသနာတော်အရမြတ်စွာဘုရားထင်ရှားအောင်ပြောလိုက်တဲ့စကားပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အခုလို့လုံနိုင်ကြိုင်နိုင်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အေးငယ်ငယ်တုန်းကလည်းပစ္စည်းဥစ္စာတွေရှာမထားဘူးကိုကျင့်တရားနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုကလည်းဘာမှမရှိဘူးလောက်ထားတာဘာတစ်ခုမှမရှိဘူးအသက်အရွယ်ကြီးလာတဲ့အခါကျတော့မလုံနိုင်တော့ဘူးစားစရာပတ်စံလည်းမရှိဘူးလုံလည်းမလုံနိုင်တော့ဘူးဆိုတဲ့အခါကျတော့သူများပေးသမျှကျွေးသမျှလေးနဲ့စားပြီးတော့ငါမစုခဲ့မိတာမှားလိချင်းဆိုပြီးတော့မိုင်းတွေးချပြီးတော့နေကြရတဲ့ဘဝမျိုးရောက်သွားတယ်အဲ့ဒါတတိပေးထားတာမြတ်စွာဘုရားဒီဘဝမျိုးရောက်သွားနိုင်တယ်တဲ့ဒါကြောင့်မို့ဘုရားရဲ့တိုက်တွန်းလို့ရရပါတော့မင်းတို့အရွယ်ရှိတုန်းပစ္စည်းဥစ္စာရှာကြအရွယ်ရှိတုန်းကိုကျင့်တရားကောင်းအောင်ကြိုးစားထားကြအဲ့ဒါဆိုလို့ရှိရင်အသက်အရွယ်ကြီးလာတဲ့အခါမှာမျောလင်းချက်ကုံဆုံးသွားတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးတဲ့နော်မျောလင်းချက်ကုံဆုံးသွားမှုဖြစ်အဲ့တော့မြန်မာလူမျိုးတွေလည်းဒီစီးပွားကြိုးစားလုပ်ပြီးတော့အသုံးနဲ့အဖြုံးဒီနှစ်ခုတည်တည်ချာချာစစ်စစ်ပြီးတော့ရတဲ့အချိန်လေးမှာစီးပွားဥစ္စာစုဆောင်းဆောင်တို့တီးတီးမြတ်စွာဘုရားဟောတယ်လို့ပဲဆင်ញင်တုတ်တရားရှိတဲ့ပုဂ္ဂိုလ်တရားဟာမိသားစုဘဝမှာနေမယ်ဆိုရင်တဲ့ကိုပိုင်ဆိုင်တာတွေကိုဘတ်ချက်မိသားစုဘတ်ချက်လေးပုံပုံထားလိုက်လေးပုံပုံထားပြီးတော့တပုံကိုနေ့စဉ်စားတဲ့ထဲမှာသုံးပါလေးပုံနဲ့တပုံကိုနေ့စဉ်အသုံးပြုတဲ့ထဲမှာသုံးပါကျန်တဲ့တပုံကို emergency အတွက်သိမ်းထားပါခုခေတ်ဆိုပန်အပ်ထားပါနော်
ကျန်တဲ့နှစ်ပုံကတော့လုပ်ငန်းကင်တာအတွက်တိုးပွားရအောင်ကြိုးစားပါဒါမြတ်စွာဘုရားဟောတဲ့မိသားစုဘတ်ဂျက်လို့ခေါ်တယ်ဘုရားအဲ့လောက်ထိအောင်ဟောတာနော်ဆုံးမတာအဲ့လောက်ထိအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလို့ထားမယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာနောင်ရေးအတွက်စိတ်အေးရတဲ့ပုဂ္ဂိုလ်ဖြစ်မှာအဲ့ဒါမလုပ်ဘူးဆိုရင်နောင်ရေးအတွက်စိတ်မရအလို့ရှိတော့ငွေလေးပေါ်ပေါ်ရတဲ့အခါသုံးညနဲ့ဖြုံးရတယ်နောက်ရေးအတွက်ဘာမှမစင်စားဘူးနောက်လှည့်ကြည့်နောက်စီပဲဆိုနောက်လှည့်ကြည့်နောက်စီဘာမှမရှိဘူးမျော်လင့်ချက်ကုံဆုံးတဲ့ဘဝမျိုးမြောက်စေရဘူးကိုယ့်ကိုစွတ်စွတ်ဆောင်ဆောင်နေထိုင်ရမယ်ထားရရမယ်လို့ဆိုလိုတာကနောက်အနာဂတ်အတွက်ကျွတ်တင်စီမံမှုဆို plan ချရမယ်လို့ပြောတာဒါဖျားကိုယ်တိုင်ဟောထားတဲ့စကားပဲနော်စတုဒဝိပစီဘောခိပဏိတောခရမဝတ္တမြတ်စွာဘုရားဟောတဲ့ပါဠိနဲ့အဲ့လိုနေသွားမယ်ဆိုရင်နောက်တပူပန်မှုတွေမရှိတော့အေးစစ်စစ်ပဲဘဝတစ်ခုမှာလှုပ်တဲ့နာတွေလှုပ်ပြီးတော့ဘဝတစ်ခုမှာလှုပ်တဲ့နာလှုပ်ပြီးတော့ဖြတ်တန်းသွားလာနိုင်တယ်ဘဝတစ်ခုဖြတ်တန်းနိုင်တယ်အဲ့တော့ဒီဆုံးမစကားဟာလူသားတွေအတွက်လည်းမတမတမိုးချီအလုံးအတွက်မတမတမိုးချီကိုလို့တဲ့အချိန်မှာလှုပ်ထားပါလို့ပြောတယ်နော်တရားကျင့်နိုင်တဲ့အချိန်မှာကျင့်ထားပါကုသိုလ်ကောင်းမှုတွေရအောင်လုပ်ထားပါစီးပွားရေးဘက်ကလည်းပဲလုပ်ထားပါလို့ကိုယ့်ရဲ့နောင်ရေးအတွက်မျော့တွေးပြီးတော့ကျွတ်တင်ပြင်ဆင်မှုတွေလုပ်ထားပါလို့ဒီအထိပဲပြော